ကလဘဲကိုပြုတ်ပြီးတော့ဒါကျွန်တော်ငရုတ်စုံနဲ့ထောင်းလိုက်တယ်ငရုတ်စုံနဲ့ထောင်းလိုက်တယ်ထောင်းပြီးတော့ထောင်းပြီးသားကိုဒါစီတက်တာပေါ့ဗျာဘာထည့်လဲဆိုတော့မဆလာထည့်တယ်ပြင်းတော်သိန်းရွက်ထည့်တယ်ချုံမုံထည့်တယ်အယောင်တင်မုံလေးနည်းနည်းလေးထည့်တယ်ပေါ့ဗျာထည့်ပြီးတော့နောက်မှအချိုငန်းထပ်ထည့်မှာပေါ့ဗျာလောဆယ်အကောင်စီတက်လိုက်တာပေါ့ကဲစီတက်ပြီးပြီဆိုရင်တော့စုံရည်ထည့်မယ်စုံရည်ထည့်တာကကျွန်တော်စတိုင်ပေါ့ဗျာကဲစူပြီးဆိုတော့ရင်ကျွန်တော်ကမာတဲ့အသီးတွေဖြစ်တဲ့ဒီမှာရွှေဖြုံသီးနဲ့ကြောက်ဖြုံသီးနဲ့ပေါ့ဗျာအဲ့ဒါကိုအရင်ခတ်မယ်သီးကတော့အစုံထည့်မှာပေါ့လောဆယ်သူကနူးအောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်ဒီအသီးလေးတွေကိုအရင်ခတ်မယ်ဒီအသီးလေးတွေနူးပြီဆိုရင်တော့ကြက်ပြီပေါ့ဗျာအဲ့ကြရင်တော့ကျွန်တော်တို့ဘာခတ်မလဲဆိုရင်ဒီမှာခရမ်းသီးရုံးမတီသီးဒါတွေခတ်မယ်ပေါ့ရေးစိမ့်ထားတာပေါ့နူးတော့ဖုံးတစ်ချက်အုပ်ထားလိုက်အောင်ကဲတစ်ချက်ဖွင့်ကြည့်မယ်ဗျာပွက်တော့ပွက်နေဗျာနူးမသိရသေးဘူးအဲ့တော့ကျွန်တော်အိုးပြောင်းမယ်ဗျာဒီအိုးကကြာမှာဖြစ်ပြီးတော့ကြာမှာဆိုတဲ့အတွက်ကြောင့်ဒီဘက်အိုးကိုပြောင်းမယ်နော်ဒီဘက်အိုးကိုပြောင်းမယ်ဒီဘက်အိုးကပိုးပြီးတော့ဒီအိုးကတော်တော်ကြားသွားပြီဆိုတော့ပူးသွားမယ်အိုးတစ်ချက်ပြောင်းမယ်ဗျာဒီအိုးကနည်းနည်းချက်အိုးဖြစ်နေတော့ဒီမှာဒီအိုးကိုနည်းနည်းပြောင်းလိုက်မယ်ကဲတစ်ချက်ဖွင့်ကြည့်လိုက်မယ်ဗျာတော်တော်ပွက်နေပြီဗျာတော်တော်ပွက်နေပြီဆိုရင်ကျွန်တော်တို့ထဲကအသီးလေးတွေကိုချကြည့်လိုက်မယ်အသီးလေးကနူးလောက်တော့မယ်အနေထားမှာရှိလာပြီဆိုရင်ကျွန်တော်ကရုံးမတီသီးတွေပါလေကျွန်တော်ခတ်တော့ရုံးမတီသီးတွေပါခတ်တော့နော်အဲ့တော့ကဲဒီမှာရေးဆေးထားတဲ့ခရမ်းသီးရုံးမတီသီး